အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Python programming language ကိုအသုံးပြုပြီးအင်မတန်ရိုးရှင်းလွယ်ကူပြီးအလွန်စိတ်ဝင်စားစရာကောင်းတဲ့ calculator program တစ်ပုဒ်ကိုရေးပြထားတာပဲဖြစ်ပါတယ်ဒီ program မှာအဓိကအသုံးပြုထားတာကတော့ပေါင်းနှုန်းမြောက်စားပြုလုပ်ဖို့အတွက် arithmetic operator နဲ့ if conditional statement ကိုပဲအဓိကအသုံးပြုထားတာပဲဖြစ်ပါတယ်ဒီ program ကို run လိုက်မယ်ဆိုရင်တော့ဒါ calculate လုပ်ဖို့အတွက် press 3ကိုရိုက်ထည့်ပေးပါဆိုပြီး input တောင်းတာဖြစ်ပါတယ်ဒီမှာဆိုရင်ပေါင်းနှုန်းမြောက်စားပြုလုပ်ဖို့အတွက်1 2 3 4ဆိုပြီး selection ပေးထားတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပေါင်းခြင်းနှုတ်ခြင်းမြောက်ခြင်းစားခြင်းနဲ့ခဏတန်မှုတွေကိုဒါ user စီကနေပြီးတော့ input အနေနဲ့တောင်းခံတာဖြစ်ပါတယ် Python ရဲ့အရန်ကောင်းတဲ့အချက်ကတော့ပေါင်းနှုန်းမြောက်စားပြုလုပ်ခြင်း variable နှစ်ခုကြားမှာကိုပြုလုပ်ခြင်းနဲ့ arithmetic operator ကိုထည့်လိုက်တာနဲ့လွယ်လွယ်ကူကူအဖြေထုတ်နိုင်တာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်း Python ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အခြေခံအကြောင်းအရာတွေကိုဆက်လက်သင်ကြားပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ account လေးကို like and follow ပြုလုပ်ပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်